ဒီနေ့ကတော့တီတီရှောက်တီတုံးမဲ့ vlog လေးပဲဖြစ်ပါတယ်ဒီ vlog လေးကိုလည်းဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်ဒီရှောက်တီလေးတွေကတော့တီတီတို့ခြံထွက်တဲ့ခြံထွက်စစ်ပါဒီနေ့တော့ရှောက်တီကိုအတူတူတုံးစားကြမယ်ဒါဆို vlog လေးကိုပြီးအောင်ကြည့်လိုက်ကြရအောင်နော်ရှောက်တီတုတ်ထဲမှာတခါလေးအကျော်ဆံမှာထည့်ပြီးတုပ်လိုက်တယ်ခုကတော့ရန်စားလူကောင်းနဲ့ရှောက်တီတုတ်လေးရပါပြီချင်းချင်းဆက်ဆက်လေးနဲ့ရန်စားလူကောင်းနဲ့နော်ဒါဆိုရင်တတိယနောက်ထပ် vlog တွေမှာပြန်တွေ့ကြမယ်နော် Thanks for watching. Please subscribe.